ကိုတူမတယောက်လုံးကိုတက်သိပြီးစိုးစင်သွားတာလေဘာလို့ဘာခံစားချက်မှမရှိရတာလဲဟဲ့သူ့ကိုတက်တယ်တာငါတက်တာမှမဟုတ်တာနင်လို့တော့ဖြစ်တာလေဟာတော်ပါတော့ခွန်းလို့တင်တာကိုခွန်းလို့ပြလိုက်ပါတော့မန့်ညိုရညနေလေလိုက်ကန်းစုံကိုမသိဘူးဘာလဲဟုတ်နင်းစက်ပဲပြောတင်နေငါသိတာငါပြောပြမယ်ဟဲ့ဘောမင်းငါတို့မိသားစုနေဖို့အိမ်ပေးပါပေးကြရင်နော် အိမ်ဝယ်ပေးမယ်ဗျာဦးလေးတို့မိသားစုအေးချမ်းချမ်းနေစေရမယ်ကျွန်တော်ခရီးပဲမှာလေးစော်ပြောပြဟဲ့ငါတို့ကနင့်ကိုဘယ်လိုယုံရမှာလဲငါတို့နေကအမြဲလဲနေတာလေဒုက္ခပါပဲဗျာဒီမှာကတော့ပေါင်ပြည့်ယူထားလိုက်ရေးကြည့်တာပဲပြောကျွန်တော်ခရီးပဲမှာလေးအေးမြောင်မိုးကသူ့ယုံကတန်ရှင်းလုပ်တဲ့ဒေါ်အေးဆိုတဲ့မိန်းမရဲ့ကြောင့်ခလေးသွားငွေတာယောက်ျားလေးမို့လို့အေးမြောင်မိုးပုတ်ကိုတက်ပြီးတော့ဒေါ်အေးတို့သားမိလေလာကြတယ်အဲ့ဒီငွေလာတဲ့ခလေးကိုငါ့ကိုပေးတယ်ပါဆိုလို့ငါဘာမှမမေးခဲ့လိုက်တော့ဘူးဟာတေးကြတာတခုကတော့ယောက်ျားလေးမွေးတယ်ဆိုအဲ့ဒီနင့်သားကဒေါ်အေးရှိမှရှိတယ်ဒါလေးမွေးတယ်ဟာလားအဲ့ဆိုအဲ့ဒေါ်ရင်းတို့ရပါဘူးကျွန်တော်လိုက်ပို့ပြပါလားလေငါလည်းနေရတော့အတိအကျမသိဘူးဟာသုံးခွဘက်ကရွာကြွာမှာတဲ့အဝတ်လျှော်တဲ့ဒေါ်အေးတို့မိသားစုလူတိုင်းသိတယ်တဲ့အဲ့လိုက်သွားကြည့်လိုက်တော့梦诉不要的，至少也的，谁对留下了你。